အားလုံးပဲမင်္ဂလာပါခင်ဗျာ The Play of Mystery ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့မန္တလေးနားတော်တွင်မှာရှိတဲ့မချစ်ဘူးလို့တည်းဝိညာဉ်များရဲ့အကြောင်းအရာတွေဖြစ်ပါတယ်ခင်ဗျာ1885ခုနှစ်မှာမန္တလေးနားတော်ကြီးကတိတ်ဆိတ်ချောက်ချာနေခဲ့ပါတယ်ဒီတိတ်ဆိတ်မှုတွေကနားတော်တွင်ထိနှန်းတည်မြဲစေရန်အတွက်နန်းတော်နာချင်းချင်းနန်းတော်တပ်ဖြတ်မှုတွေကနေစတင်ခဲ့တာပဲလို့ဆိုရမယ်နန်းတော်တွင်တွေ့ဆုံနေတဲ့မြက်ခင်ပင်တွေပေါ်တန်းတွေဟာဘိုးရီစတဲ့နေတူတွေတွေ့လို့နေပါတယ်။ဒါပေမဲ့တကောင်းချင်းဒီမှာနန်းတော်တွင်တက်စီတဲ့နေရာမှာဒီတို့တန်းနန်းတော်တွင်ဝပြောင်းဝဆန္ဒသောမင်္ဂလိရိပ်များပိတ်ထားသောနန်းဆောင်တကားများတွင်မှတကားခောက်တန်းတွေ၆ချက်စွာထုတ်ပေါ်လာပါတယ်။နန်းတော်တဲကမငြင်းငြင်းသေးသောဝိညာဉ်များကနန်းတော်တဲကမထွက်သွားနိုင်သေးတာလို့ဆိုကြပါတယ်။ဒီဘုံမင်းပါတော်မူပြီးနောက်နန်းတော်ကြီးဟာအရင်ကလည်းပူပြီးတော့တိတ်ဆိတ်ချောက်ချောက်သွားပါတယ်။ဒီဘုံများစာကြားပြီးတော့နောက်မှာနန်းတော်ကိုလာရောက်လေပတ်သူတွေနိုင်ငံသားများပြန်လည်စီကားလုပ်လာပါတယ်။နန်းတော်တွင်လေဘက်သူများကအချို့ခံများတွင်အေးဆက်သောလင်းကြီးများတိုက်ခတ်ပြီးကြသိမ်ငွေများထားလာခြင်းကမ္ဘာတဲ့တွင်တစ်ခါတလေမမြင်သောအရာများပါလာခြင်းမိမိနောက်တွင်တစုံတစ်ယောက်ရှိနေတယ်လို့ခံစားရတယ်လို့ဆိုကြပါတယ်တကယ်ပဲနန်းတော်တွင်ကမကြုံမလို့တဲ့ဝိညာဉ်များကစောင့်နေသေးတာလားဆိုတော့မိကုန်းထုတ်ကြပါပဲဗီဒီယိုလေးကိုချန်နယ်တက်တဲ့ဆိုရင် like and follow လေးလုပ်ရမှာကြောင့်နောက်တက်လေဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့စီစဉ်များပြီးတင်ဆက်ပေးသွားမှာမို့ဆက်ဆက်စောင့်ကြည့်ပေးပါဦးခင်ဗျာ